Yamazaki တန် YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဒါအခုဒါမေးထားတဲ့ဒါဂျပန်နေနိုင်ငံသားတွေကိုနှိမ်လားဆိုတဲ့ဟာမျိုးပေါ့နော်ပတ်သက်ပြီးတော့ဒါ short video လေးပေါ့တူတူလေးပြောပြချင်ပါတယ်ဆိုတော့နှိမ်လားဆိုရင်တော့ဒါပွင့်လင်းပြောရင်တော့နှိမ်ပါတယ်ဆိုတော့အကိုအရင်ကဒီထိုင်းမှာလည်းနေခဲ့ဘူးတယ်ပေါ့နော်တခြားနိုင်ငံမှာလည်းနေခဲ့ဘူးတယ်ဆိုတော့တခြားဒီအာဆီယံမှာကြတော့လဲမြန်မာတွေကိုနှိမ်တယ်ဆိုပေမဲ့သူတို့ကကျတော့ကိုတိလက်ရောက်ထိတာပုံများတယ်ပေါ့နော်ဒါတော်ချို့ဗီဒီယိုမှာလည်းတွေ့ဘူးမယ်ထင်တယ်ဆိုတော့လို့နိုင်ငံသားထိုင်းတယောက်ကမှမြန်မာတယောက်ကိုထိုးလိုက်တာလို့ဘာလို့ညာတော့ဒါဂျပန်မှာကျတော့အဲ့လိုမျိုးကိုတိလက်ရောက်လောက်တာကတော်တော်လေးရှားတယ်ဒါဆိုတော့သူတို့ကဒီစထိုးတယ်စထိတယ်ဆိုလို့ရှိရင်ထိတဲ့လူကဒါနစ်နာကြီးအနေနဲ့အများကြီးရောပေးရမှာရှိတဲ့အတွက်ကြောင့်သူတို့အဲ့လိုမျိုးစမဖြစ်ဘူးအိုခိုဒါဆဲရီလို့ခေါ်တာပေါ့တစ်ဖက်တော့ဒေါသထောင်လုပ်ပြီးတော့ကိုယ်လာထိအောင်လုပ်တယ်ဒါပေမဲ့သူတို့စတာတော့သူတို့ဘက်ကနေပဲစတယ်ဒါပြောရမယ်ဆိုရင်သူကဟို physical ဘိုင်းကိုထိတာမဟုတ်ဘဲနဲ့ mental ဘိုင်းပေါ့နော်လူကိုကြည့်ပြီးတော့ပြုံးစီနဲ့စိတ်နှောက်ယှက်ဖြစ်အောင်လုပ်တာတို့ကိုကအဲ့တော့မထိန်နိုင်လို့စပြီးတော့လက်ပါလိုက်တယ်ဆိုလို့ရှိရင်သူ့အမှားကနေကိုအလွန်ဖြစ်သွားပြီးတော့ဒုက္ခရအောင်လုပ်တာပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ဒါဂျပန်တော်တော်များများလောက်ကြတယ်ဆိုတော့ဒါတွေကနိုင်ငံခြားသားမှမဟုတ်ဘူးဒါနိုင်ငံခြားသားနဲ့သွေးဆက်ထားတဲ့ဒီ half လို့ခေါ်တဲ့ဂျပန်တဝက်နောက်နိုင်ငံခြားသားတဝက်ပေါ့နော်ဒါအဲ့လိုမျိုးကာပြားနေတောင်မှဒါအကြောင်းပါဆိုလို့ရှိရင်သူတို့အနှိမ်ခံတာတို့အနိုင်ကျင့်ခံတာတွေအများကြီးရှိပါတယ်ဆိုတော့ဒါလေးတွေကရှိလားဆိုတဲ့အပေါ်မှာတော့ရှိပါတယ်အဲ့တော့မှာဒါပေမဲ့ဒါကိုအလုပ်ကိုလုပ်ပြီးတော့ဘယ်သူမှအာယုံမဆိုင်ဖ ೇನೆ လုပ်ဆရာရှိတာလုပ်မယ်ဆိုရင်တော့ဒီဟာလေးတွေကဒါကြော်သွားနိုင်မယ်လို့တော့ထင်ပါတယ်။ဟောဆိုတော့သူတို့ကလည်းကျွန်တော်တို့စိတ်ထဲမှာနှောက်ယှက်ဖြစ်အောင်ပဲလုပ်လို့ရတာ။ဘာမှအဲ့ထက်ပိုပြီးလုပ်လို့မရပါဖြစ်တဲ့အတွက်ကြောင့်ကိုလုပ်ဆရာရှိတဲ့အလုပ်ကို focus ထားပြီးတော့တေချာစူးစမ်းမယ်ဆိုလို့ရှိရင်ဂျပန်မှာတော့ဒါစူးစမ်းသလိုနေရာတနေရာလည်းရောက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ကိုကိစ္စကိုပဲကိုအာရုံစိုက်ပြီးတော့လုပ်ပါလို့ပြောချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။